စဉ်လာကလေးပါတော့ငါပြေလွှာရင်စောကစားကြတိတ်ချတဲ့ပြမေစီကိုပြေးလက်ကလေးကိုဖြန်းကငါတို့တောင်းတဲ့မို့ဘော Hey မနဲ့စောစောအေးရထားရင်မိုးချိုးကြောင်ကိုသွားအတန်းထဲမှာလူတွေစုံပြီးအားလုံးရွတ်ဆိုကြဒါတို့တိုင်းတို့မြမပြေခုတော့မိသားစုပါလီတဲ့အိတ်ဆက်အရာကလေးသိစိမ့်နေပဲရှိစရာမပေါ်စင်ကဲပစင်နေကငါတို့ကြည့်ပြမိပဲဘဝဆိုတဲ့တိုက်ပွဲတွေကြမနေရသည်ရှင်သန်နေပြီပဲတချို့ကြတော့နေချင်မှနဲ့မနေတာလို့သွားတချို့ကြတော့ပြန်လာခြင်းပြီးပြန်လာခွင့်မရတချို့ကြတော့ယူရီယာမြေတချို့ကြတော့မလေးမြေမှပြန်လာခွင့်မရ Hey တချို့ကြတော့နေချင်မှလည်းအမေရိကန်တချို့ကြတော့ပြန်လာခြင်းပြီးအော်စီတွေကတချို့ကြတော့စင်ကာပူမြေတချို့ကြတော့ဂျပန်မြေမှရှင်သန်ခဲ့ကြHey ပြဿနာပြန်ရချမြေချဘွားကိုထူစေကြခုတော့ချစ်တဲ့သူလည်းမင်းကြောင့်လေးဝင်ပြောရင်လွမ်းကြပြီးဖို့စောင့်နေတဲ့မင်းတို့စုပန်တဲ့အရာရာတိုင်းတွေမင်းသိချစ်တဲ့မိမြမဖီကိုတတိယတဲ့အခါမင်းညီလိုက်ပေါ်မြမဖီကတော့ချစ်လေးတွေဆိုယုံကြည်ပါတဲ့တပါရဲ့ရှိမှဝန်ခံပါမြမဖီဘွားပြန်စင်းသားကလေးဘွားတုံးကပြေးလွှာရင်စောကစားကြတိတ်ချတဲ့ဖေမေစီကိုပြေးလက်ကလေးကိုဖြန်းငါတို့တောင်းနေမုံဘိုးမနဲ့စောစောအိမ်ရထားရင်မိုးချိုးချောင်းကိုသွားအတန်းထဲမှာလူတွေစုံပြီးအားလုံးရွတ်ဆိုကြဒါတို့တိုင်းတို့မြမပြေအခုတော့မိသားစုပါလီတဲ့အိမ်ဆက်အရာကလေးသိစိမ့်နေပဲရှိစရာမပေါ်စင်ကဲပစင်နေကငါတို့ကြည့်ပြမိပဲဘဝဆိုတဲ့တိုက်ပွဲတွေကြမနေရသည်ရှင်သန်နေပြီပဲ Hey တချို့ကြတော့နေချင်မှနဲ့မနေတာလို့သွားတချို့ကြတော့ပြန်လာခြင်းပြီးပြန်လာခွင့်မရတချို့ကြတော့ယူရီယာမြေတချို့ကြတော့မလေးမြေမှပြန်လာခွင့်မရ Hey တချို့ကြတော့နေချင်မှနဲ့အမေရိကန်တချို့ကြတော့ပြန်လာခြင်းပြီးအော်စီတွေကတချို့ကြတော့စင်ကာပူမြေတချို့ကြတော့ဂျပန်မြေမှရှင်သန်ခဲ့ကြအဲ့ပြဿနာပြန်ရချမြေချဘွားကိုသူစေကြခုတော့ချစ်တဲ့သူလည်းမင်းကြောင့်လေးတွေပြောရလွမ်းကြပြေးဖို့ဆောင်နေတဲ့မင်းတို့စုပန်တဲ့အရာရာတိုင်းတွေမင်းသိချစ်တဲ့မင်းမြမပြည်ကိုတတိယတဲ့အခါမင်းကြီးလိုက်ပေါ်မြမပြည်ကချစ်လေးတွေဆိုယုံကြည်စွာတိုင်းတစ်ပါးရဲ့ရှင်မဝန်ခံပါမြမပြည်ဘွားချိုးကြတော့နေချင်မှလည်းမနေလာလို့ကွာတချို့ကြတော့ပြန်လာခြင်းပြီးပြန်လာခွင့်မရတချို့ကြတော့ယူရီယာမြေတချို့ကြတော့မလေးမြေမှပြန်လာခွင့်မရတချို့ကြတော့နေချင်မှလည်းအမေရိကန်တချို့ကြတော့ပြန်လာခြင်းပြီးအော်စီတွေကတချို့ကြတော့စင်ကာပူမှတချို့ကြတော့ဂျပန်မြေမှရှင်သန်ခဲ့ကြအိပ်ပြစားပြရင်ချမြေချဘဝကိုသူစစ်ကြခုတော့ချစ်တဲ့သူလည်းမကြောင်လေးတွေပြောရင်လွမ်းကြတွေ့ဖို့ဆောင်နေတဲ့မင်းတို့စူပါနဲ့ရှာရတိုင်းတွေမင်းသိချစ်တဲ့မင်းမြမပြည်ကိုတတိယတဲ့အခါမင်းကြီးလိုက်ပေါ်မြမပြည်ကချစ်လေးတွေဆိုယုံကြည်စွာတိုင်းတစ်ပါးရဲ့ရှင်မဝန်ခံပါမြမပြည်ဘွားတချို့ကြတော့နေချင်မှလည်းမနေတာလို့သွားတချို့ကြတော့ပြန်လာခြင်းပြီးပြန်လာခွင့်မရတချို့ကြတော့ဝေးတမြေစီတချို့ကြတော့ဒုံမြမပြည်ရှင်သန်ခဲ့ကြ